49ရက်အတွင်းခင်ဗျားတို့မှာရှိတဲ့မြအကျွေးတွေအကုန်ကြေတဲ့အပြင်ညင်သူတိုင်းကအားကြလောက်ဘဝမျိုးပြောင်းသွားမယ်ဂုံတော်ဂါထာကိုအခုကျွန်တော်ပြောမယ်ကြည့်အားလုံးမင်္ဂလာပါနော်ဒီတစ်ခါကျွန်တော်ခင်ဗျားတို့ကိုပေးမယ်ကျွန်တော်ကဒီဂုံတော်တွေဂါထာတွေတင်ခဲ့ပါတယ်နော်ဒါကတော့ဒါကျွန်တော်အဘမဲတိတ်ခကိုယ်တိုင်ပြောခဲ့တဲ့49ရက်ပြည့်ပြီဆိုတာနဲ့နော်အခုဒီဂါထာကိုမနေ့အကောင့်20ညအကောင့်20ရွေးရမယ်ဟုတ်ပြီနော်ကျွန်တော်ရေးပြထားမယ်မနေ့အကောင့်20ညအကောင့်20ရွေးလိုက်ပြီဆိုတာနဲ့49ရက်ပြည့်ပြီဆိုတာနဲ့အဘမဲတိတ်ခဘာပြောလဲဆိုတော့ငါမပြောဘူးတဲ့မင်းတို့ငါမပြောဘူးတဲ့ကိုတိလိုက်မယ်တဲ့နော်အများမြင်တဲ့လူတွေကဟာမင်းတခုပြောင်းလဲသွားတာပေါ့နော်ပြောင်းလဲတာတိုးတက်ပြောင်းလဲသွားတာနော်တိုးတက်ပြောင်းလဲသွားတာမျက်နှာလည်းကြီးလာတာကိုဥပမာခုလမ်းပြောင်းနေတဲ့လူတွေဘာလို့ဘာကံမှမသိဘူးဆိုတဲ့လူတွေရွတ်ပါအကျွေးလေပြင်းနေတဲ့လူတွေရွတ်ပါစီဝါရေးကြနေတယ်လောကကိုအဆုံးပေးခြင်းစိတ်ပေါက်အောင်ဖြစ်နေတဲ့လူတွေရွတ်ပါနော်49ရက်ရွတ်ပါနော်ဘာမှမခဲရင်ဘူးလူတိုင်းရတယ်ဗုဒ္ဓဘာသာမှန်ရင်ရတယ်ဒါပေမဲ့ကျွန်တော်ဒီဂါထာလေးကိုကျွန်တော်ရေးပြအောင်မယ်ဟုတ်ပြီနော်အဲ့ဒါပါလေတဲ့ဗုဒ္ဓဂုဏ်တော်အနန္တောဓမ္မဂုဏ်တော်အနန္တောတန်ခါဂုဏ်တော်အနန္တောဗုဒ္ဓမေတ္တရဏအညတတိဓမ္မောမေတ္တရဏအညတတိတန်ခောမေတ္တရဏအညတတိဗုဒ္ဓတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိတန်ခါတရဏကိစ္ဆာမိဟုတ်ပြီနော်ဧတာညတ္တိကိစ္ဆာအမှုမိဩဃာတိတိဋ္ဌာဟိဆိုတဲ့အိုက်ဂါထာပဲဟုတ်ပြီနော်ဗုဒ္ဓဂုဏ်တော်အနန္တောဓမ္မဂုဏ်တော်အနန္တောတန်ခါဂုဏ်တော်အနန္တောဗုဒ္ဓမေတ္တရဏအညတတိဓမ္မောမေတ္တရဏအညတတိတန်ခောမေတ္တရဏအညတတိဗုဒ္ဓတရဏကိစ္ဆာမိဓမ္မတရဏကိစ္ဆာမိတန်ခါတရဏကိစ္ဆာမိဧတာညတ္တိကိစ္ဆာအမှုမိဩဃာတိတိဋ္ဌာဟိဆိုတဲ့ဂါထာလူတိုင်းရပါတယ်ဗျာနော်ဒါပေမဲ့ကျွန်တော်ရေးပြလိုက်ပါမယ်ဒီမှာကျွန်တော်စာလေးရေးပြလိုက်မယ်အဲ့ဒါကိုမနေ့အကောင့်20ညအကောင့်20မနေ့ဆိုတာဘယ်လိုလဲညမနေ့ဆိုလဲ7နာရီအတွင်းပေါ့ဗျာညဆိုလဲ7နာရီအတွင်းပေါ့ဟုတ်ပြီနော်နေ့စီအချိန်မှန်စရာမလိုပါဘူးကိုယ့်ရဲ့မွေးနေ့မနေ့ကနေစပြီးဒိဋ္ဌာဝင်မယ်ဆိုလဲဝင်49ရက်ပြည့်အောင်တော့ဝင်ရမယ်နော်ဟုတ်ပြီနော်ကိုယ့်ရဲ့မွေးနေ့တိုင်းတက်လွတ်ကလေးပါစတော့မယ်ဆိုတော့ကောင်းတယ်နော်တက်လွတ်လို့ပြောတာနော်တက်လွတ်လို့ပြောတာဟုတ်ပြီနော်အဲ့တော့အတားကြီးငါးကြီးမစားဘူးပေါ့နော်ကိုယ့်ရဲ့မွေးနေ့တိုင်းဒီ၅ပါးသီလလေးလည်းထိမ့်မယ်ဒီဂါထာကိုလည်း49ရက်လုံးမနေ့အကောင့်20ညအကောင့်20ရွတ်သွားမယ်ဆိုရင်နော်ဒါကျွန်တော်အဘမေတိခရဲ့အဋိဌာန်ထဲမှာပါတယ်နော်ဟုတ်ပြီနော်ဒါကျွန်တော်တို့ကိုယ်တိုင်ရွတ်ခဲ့တဲ့ဂါထာကျွန်တော်ပြောပြနေတာဟုတ်ပြီနော်ဟိုကျန်းစာအုပ်ဒီကျန်းစာအုပ်ထဲကနေတွေ့တယ်များပါအောင်ကျွန်တော်ပြောနေတာဟုတ်ပြီနော်ခင်ဗျားတို့ရွတ်ကြည့်လိုက်နော်ပြီးရင်ခင်ဗျားတို့ကျွန်တော်ကျေးဇူးတင်နေလိမ့်မယ်49ရက်အတွက်မှာခင်ဗျားတို့ကဘေးလူကမြင်လို့ရှိရင်ဒီကောက်မှာစေကောင်းဝါကောင်းရှိသလားဒီကောက်မှာအဆောင်ကောင်းရှိတယ်လားဒီကောက်မှာကိုကြီးပေးတဲ့နောက်ကကိုကြီးပေးနေတဲ့တထေးတွေများရှိနေသလားအဲ့လိုမျိုးထင်သွားလိမ့်မယ်ခင်ဗျားတို့ရဲ့အခက်ခဲကနေလုံးဝလွတ်မြောက်သွားလိမ့်မယ်မနေ့အကောင့်20ညအကောင့်20ဒါပဲရွတ်ဟုတ်ပြီနော်ကျွန်တော်အဲ့ဒါလာပြောတာအခုတလက်စားတဲ့အခုလာမဲ့တဘူရဲလာပြီးနေပေါ့နော်ဒီတဘူရဲလာပြီးနေအရင်အချိန်ကကောင်းပါလေနော်စံကြိုလာပြည့်တဲ့နေ့နော်တဘူရဲလာပြီးနေနောက်တဘူရဲလာပြီးကျော်1ရက်တဘူရဲလာပြီးကျော်2ရက်လာပြီးကျော်3ရက်လာပြီးကျော်4ရက်လာပြီးကျော်5ရက်နေ့ထိအောင်ကောင်းတယ်အဲ့6ရက်ပေါ့နော်လာပြီးနေပါဝင်တဘူရဲလာပြီးနေလာပြီးကျော်1ရက်လာပြီးကျော်2ရက်လာပြီးကျော်3ရက်လာပြီးကျော်4ရက်လာပြီးကျော်5ရက်ထိအောင်အချိန်ခါကောင်းပါလေစံကြိုလာကောင်းပါလေဟုတ်ပြီအဲ့တော့အဲ့9ရက်ထဲမှာကြိုက်တဲ့နေ့မှာစထွန်းလို့ရတယ်ရတနာဒီပန်ပေါ့နော်အဲ့ပြီးခဲ့တဲ့20ရက်နေ့ကမမီလိုက်တဲ့လူတွေရတနာဒီပန်စီးလားဆိုပြီးလာမေးတဲ့လူတွေခင်ဗျားတို့တရင်ကောင်းပေါ့ဗျာနော်အဲ့ရတနာဒီပန်ဒါရတနာဒီပန်လို့ခေါ်ပါတယ်နော်ဒါဒီပန်တခါထွန်းရင်9နာရီလောက်ကြာတယ်အဲ့တော့ဒီရတနာဒီပန်ကိုပြီးထွန်းပူဇော်မဲ့လူကနေနံလို့တယ်ဘာနေဒီမိလဲတနင်္ဂနွေဆိုဒီမှာလွတ်နေတဲ့အကွက်9ကွက်ပါတယ်နော်ဒီလွတ်နေတဲ့အကွက်9ကွက်ထဲမှာတနင်္ဂနွေနဲ့တက်ဆိုပြီးတော့မှတော့ထည့်ရတယ်တနင်္လာဒါတပီးကပြီးထွက်မှာဆိုလို့ရှိရင်2ထည့်ရတယ်အင်္ဂါဆိုရင်3ပေါ့နန်ထည့်ပေးရတယ်နန်ထည့်ပြီးတော့မှကျွန်တော်ဘက်ကဒိဋ္ဌိတင်ဂါထာမန္တန်စုပ်ပြီးတော့မှခင်ဗျားတို့စီကိုပို့ပေးတာခင်ဗျားတို့အခုကျွန်တော်ပြောတဲ့အဲ6ရက်အတွင်းမှာစထွင်ရမယ်တဘူရဲလာပြီးနေမှာစထွင်မှာလားရတယ်လာပြီးကျော်1ရက်ရတယ်လာပြီးကျော်2ရက်နေရတယ်လာပြီးကျော်3ရက်လာပြီးကျော်4ရက်လာပြီးကျော်5ရက်တိတိအောင်ရတယ်စထွင်ရမယ်နေကိုပြောတာပြီးရင်ဇက်တိုက်ထွန်းတော့ပေါ့အဲ့တော့ရတနာဒီပန်ကို10ရက်လောက်များဒီလိုရတနာဒီပန်ကို10ရက်ဇက်တိုက်များထွန်းနိုင်မယ်ဆိုရင်တနှစ်လုံးကန်ကောင်းပါတယ်တနှစ်လုံးကန်ကောင်းတယ်အယောင်ဝဲနော်စီဝါရေးငွေကြေးကန်အယောင်ပွက်ပါတယ်အတိုက်ခံပြီးရတနာဒီပန်အတိုက်ခိုက်ပါရှင်းပြီးတယ်နော်ထွန်းမှုတဲ့လူတွေတိပါတယ်ဗျာနော်ကျွန်တော်စစ်စစ်ဝေးမပြောချင်ပါဘူးကျွန်တော်ဒီရတနာဒီပန်တလားကျွန်တော်ရတနာဒီပန်အတိုင်ပေါင်း900လောက်ဒီမြန်မာပြည်ရက်ကိုပို့ပေးနေရတယ်ဟုတ်ပြီနော်ဒါထွန်းမှုတဲ့လူစုအဲ့တော့အဲ့ဒါကအခုအတိုင်300ကျွန်တော်လက်ထက်ကိုအတိုင်300ရောက်လာတယ်ဥရူယူTikTok Messenger တို့ဘို့ Viber Facebook Messenger မှာလာမှာလိုက်
ဟုတ်ပြီနော်ဥရတို့ယူငွေကိုကြိုလွှဲရတာငွေကိုကြိုလွှဲရတာမလို့ကျွန်တော်ယုံမှာမယုံမမှန်နဲ့ဟုတ်ပြီနော်အခုပြီးခဲ့တဲ့20ရက်နေ့ကမမီလိုက်တဲ့လက်ကြံတော့တဲ့လူတွေအခုကျွန်တော်ပြောတဲ့တဘူလဲလာပြီးကြော9ရက်အတွက်မှာစထွက်မှုပြောတာနော်တဘူလဲလာပြီးနေရနေလာပြီးကြော9ရက်အတွက်မှာထွန်းရဟိုဘာလို့အိုက်ဖျောင်းနိုင်နေအကုန်ထွန်းရမယ်လို့ပြောတာမဟုတ်ဘူးစထွန်းရပြီလာပြီးနေမှာစထွန်းမလားရတယ်လာပြီးကြောတရက်နေရဟုတ်ပြောချင်တာကျွန်တော်ဘက်ကပို့ပေးမယ်ဟာဒီလာပြီးကနေလာပြီးကြော9ရက်အတွက်မှီအောင်ကျွန်တော်ပို့ပေးမယ်ကျွန်တော်ဘက်ကနေလာပြီးကြော9ရက်အတွက်အောင်ကျွန်တော်မှီအောင်ပို့ပေးမယ်ဆရာပိတ်သက်တွေကိုဒီ15ရက်ပေါ့15ရက်73ရက်လောက်ကြံနေတာပေါ့လာပြီးကြော9ရက်ဆို73ရက်14ရက်လောက်တော့အချိန်ရပါတယ်ဟုတ်ပြီနော်အဲ့ဒါတင်တော့ပဲစကြတော့ဘိုင်ဘာကျွန်တော်ရဲ့ final ကိုဝင်ကြည့်ဘိုင်ဘာနံပါတ်လိုချင်ပါဆိုကျွန်တော်ရဲ့ final ကိုဝင်ကြည့်ဘိုင်ဘာစီးပြီးသားအဲ့မှာရတနာဒီပန်ပူဇော်ခြင်းလို့ပါတော့လာပြီးစာရေးကျွန်တော်ဘက်ကစာပို့လိုက်မယ်ဟုတ်ပြီနော်အဲ့ဒါအတိုင်းဘယ်လောက်300အတိုင်း300ပဲရှိပါတယ်ဥရတို့ယူပါ20ရက်နေ့ကမရလိုက်တဲ့ပိတ်သက်တွေလည်းရတနာဒီပန်ခုအတိုင်း300ထပ်ရောက်ပါတယ်ဥရတို့ယူပါဟုတ်ပြီနော်အခုကျွန်တော်တင်ပေးတဲ့ဂါထာကိုလည်းရွှေ့ကြည့်လိုက်ပါဗျာနော်ခင်ဗျားတို့ပြီးရင်ကျွန်တော်ကျေးဇူးတင်နေလိမ့်မယ်49ရက်နော်49ရက်နော်မွေးနေ့တိုင်းတက်လွတ်စားဟုတ်ပြီနော်ဖြစ်နိုင်တက်လွတ်ကိုအထိတ်ထောင်မပြတ်စေနဲ့ရောင်ပြီးတော့မှတချို့ကစားမိတယ်တေချာလေးသတိထားပေါ့တက်လွတ်စားမွေးနေ့တိုင်းတက်လွတ်စားတော့မှတော်တော်ကောင်းတာပေါ့နော်ကြက်မရေးကြောင့်မပြစ်မနေအာဟာရချို့တဲ့နေလို့တက်လွတ်မစားနိုင်ဘူးဆိုလို့ရပါတယ်နော်ဒီကာထာကိုတော့မနေ့အခောက်20ညအခောက်20လက်ကလေးနဲ့ချိုးရည်ပြီးတော့မှရွတ်ပေါ့ဗျာကြိုက်တယ်လို့ရွတ်လို့ရတယ်ဘုရားကျောင်းတော်စိတ်မှာထိုင်ပြီးရွတ်ရင်တော့ကောင်းတာပေါ့ဟုတ်ပြီလမ်းဆောင်ရွတ်မလားရတယ်ဟုတ်ပြီနော်အဲ့ဒါကျွန်တော်အဲ့ဒါလာပြောတာပါကဲအားလုံးကျေးဇူးတင်ပါတယ်စစအရာအစီအပြေတိုးတက်အောင်မြင်ကြပါစေဗျာ